မင်္ဂလာပါတရားဝရီမြန်မာတရား channel မှာကြိုဆိုပါရစေ။ဒီကနေ့1389ခုနှစ်ဝါကောင်လဆန်း9ရက်2025ခုနှစ်9လပိုင်း29ရက်အင်္ဂါနေ့နေ့လည်ခင်းအခါကာလမန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်ပင်စာရွှေချောင်းသစ္စာရွှေစီကျောင်းတိုက်အတွင်းမှာ9ကြိမ်မြောက်ဆင်းရဲကျင်းပကြတဲ့တတိပဋ္ဌာန်ဘာဝနာပွားများအထောက်ကြတဲ့တရားစခန်းပွဲ4ရက်မြောက်နေ့လည်ခင်းအခါကာလတရားဒေသနာများနာယူကြည်ညိုကြခြင်းဖြင့်မိမိတို့ရဲ့စိတ်ကိုမှန်ကန်တဲ့ကောင်းမွန်တဲ့အလုပ်ကိုလုပ်နိုင်ဖို့အတွက်ခွန်အားရအောင်ကြိုးစားကြမယ်ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဖြင့်လည်းပဲစိတ်နှလုံးကိုငြိမ်းအေးစေကြမယ်ချမ်းသာစေကြမယ်ပေါ့နော်အဲဒီတော့ဒီကနေ့ပြောဖို့အလှည့်ကြတာကညာယတ္တအဓိကမာယတတိပဋ္ဌာန်တရားကိုပွားများကြတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့သိတာမြင်တာတွေများလာပြီးတော့နောက်ဆုံးသစ္စာလေးပါးကိုထွတ်ထွင်းပြီးတော့သိသည့်အထိအည်အသွေးမြင့်မားတဲ့မဲ့ညာဆိုတာကိုရလိမ့်မယ်နော်အဲ့တော့ဘုန်းဘုန်းတို့ဒီကနေ့ပြောရမယ့်အကြောင်းအရာလေးကပညာရဲ့အကြောင်းကိုပြောရမှာဖြစ်တဲ့အတွက်ကြောင့်လေးနဲ့တဲ့အဓိပ္ပာယ်တွေဖြစ်နေလို့တည်တည်ချာချာလေးအာယုံဆိုင်ပြီးတော့နာယူစေခြင်းနော်အရင်နေ့တွေကပြောခဲ့တဲ့တရားလေးတွေနဲ့ဆက်ဆက်မှုလေးရှိအောင်အနှစ်ချုပ်လေးပြန်ပြောကြည့်နော်တတိပဋ္ဌာန်တရားကိုပွားများမယ်ဆိုလို့ရှိရင်နံပါတ်1တတ္တာနံဝိသုဒ္ဓိယတတိပဋ္ဌာန်တရားပွားများကြတဲ့ပုဂ္ဂိုလ်တို့ရဲ့စိတ်တည်ဖြူစင်တန်ရှင်းအပြည့်ကင်းလာလိမ့်မယ်နိဗ္ဗာန်ချမ်းသာကိုမြင်နိုင်သည့်အထိစိတ်ဟာအပြည့်ကင်းလာလိမ့်မယ်ကြည်လင်းလာလိမ့်မယ်အတန်ရှင်းလာလိမ့်မယ်အဲ့ဒါပထမဆုံးနေ့ကပြောနော်နောက်ဒုတိယနေ့မှာတော့သောကပရိဒေဝနာတမတိကမာယကိုယ်ခန္ဓာရဲ့တဘာဝကိုဖြစ်နေတဲ့အတိုင်းလေးအတိအမှတ်ပြုပြီးတော့ဒုက္ခသစ္စာကိုပိုင်းခြားသိရေးကိုရှေ့ရှုပြီးတော့တတိထားတဲ့လုပ်ငန်းစဉ်ကိုကြိုးပမ်းအထောက်မယ်ဆိုလို့ရှိရင်ဒုက္ခသစ္စာကိုပိုင်းခြားမသိသေးခင်ကာလမှာလည်းပဲဉာဏ်ပညာရဲ့အစွမ်းတတ္တိကြောင့်ဒီစိတ်ဟာရင့်ကျက်ပြီးတော့စိုးရင်တရားတည်းမစိုးရင်ပဲနဲ့ငိုစရာနဲ့တွေ့တဲ့အခါမှာမငိုပဲနဲ့တည်တည်ငြိမ်ငြိမ်အေးချမ်းချမ်းရင့်ကျက်မှုနဲ့အိန္ဒိယရနေနိုင်လိမ့်မယ်သောကပရိဒေဝနာတမတိကမာယနောက်ဆုံးသောကပရိဒေဝကိုလွန်မြောက်သွားသည့်အထိလည်းပဲအကျိုးကျေးဇူးဖြစ်ထွန်းစေလိမ့်မယ်အဲ့ဒါဒုတိယနေ့ကပြောခဲ့နော်တတိယနေ့ကျတော့ဗါတယ်တော့ဒုက္ခဒေါမနတာနာအထင်ကမာယတဲ့တတိပဋ္ဌာန်တရားပွားများရတဲ့ပုဂ္ဂိုလ်တွေကိုရှင်ရခြင်းဒုက္ခစိတ်ဆဲခြင်းဒေါမနတတရားတွေလုံးဝချုပ်ငြိမ်းသွားလိမ့်မယ်လုံးဝမချုပ်ငြိမ်းသေးခင်မှာလည်းပဲယောဂဝေဒနာတွေနည်းသွားလို့ဒုက္ခဝေဒနာတွေနည်းပါသွားတဲ့အနေအထားဉာဏ်ပညာဖြင့်စိတ်ကိုအည်အသွေးမြင့်တင်နိုင်တဲ့အတွက်ကြောင့်စိတ်ရဲ့ဆင်းရဲခြင်းဆိုတဲ့ဒေါမနတတရားတွေလည်းတဖြည်းဖြည်းနဲ့နည်းသွားမယ်အဲ့ဒါမနေ့ကဘုန်းဘုန်းတို့အကျေပြောခဲ့နော်ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ယောဂအမျိုးမျိုးကိုဘုဇင်တရားတွေမှတဆင့်သက်သာစေမယ်ပျောက်ကင်းစေမယ်တတိပဋ္ဌာန်တရားပွားများခြင်းကစိတ်ထဲမှာလည်းပဲအမျိုးမျိုးအကြောင်းတရားအမျိုးမျိုးကြောင့်စိတ်ရဲ့အဆင်မပြေမှုစိတ်ဆင်းရဲမှုပူပန်မှုပင်ပန်းမှုပူလောင်မှုပင်ပန်းမှုနော်ဒီခေတ်အမျိုးမျိုးသောစိတ်ယောဂတွေကစဘုန်းဘုန်းတို့မနေ့ကပြောခဲ့နော်ဒါဒီကနေ့ပြောမယ့်အကြောင်းအရာကဉာဏ်ပညာတွေအစဉ်စဉ်မြင့်ပြီးတော့နောက်ဆုံးသစ္စာလေးပါးကိုထိုးထွင်းပြီးတော့သိတဲ့အဆင့်ထိရောက်အောင်ဉာဏ်ပညာဟာမြင့်မားသွားမယ်မနေ့ဖြန်မှာပြောမယ်နိဗ္ဗာန်တ္တသစ္စိကိရိယာယဆိုတာကတော့အလေးနဲ့ဆုံးအပိုင်းဖြစ်မယ်ပေါ့နော်
တော့တတိပဋ္ဌာန်တရားကိုပွားများရင်ရရှိမဲ့အကျိုးကျေးဇူးများတရားအထုတ်ခြင်းကြောင့်ရနိုင်တဲ့အကျိုးကျေးဇူးများဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီနေ့ညာယတ္တအဓိကမာယဉာဏ်အစစ်စစ်မြင့်ပြီးတော့နောက်ဆုံးမဲ့ဉာဏ်အဆင့်ထိမြင့်မားတဲ့ဉာဏ်ကိုတတိပဋ္ဌာန်တရားပွားများခြင်းဖြင့်ရရှိလိမ့်မယ်ဆိုတဲ့မြတ်စွာဘုရားရဲ့တရားတော်ရဲ့အစွမ်းကိုအာမခံချက်နဲ့ဟောထားတဲ့အကြောင်းအရာလေးကိုအခြေချဲ့ပြီးတော့ပြောကြရအောင်နော်ဒီဉာဏ်ဖြစ်ပေါ်လာတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့စွမ်းနိုင်တဲ့လောက်ကလေးအစီအစဉ်တဲ့အောင်ပြောမယ်လို့စိတ်ကူးထဲမှာစီစဉ်ထားတယ်၃ပိုင်းလောက်ပြောမယ်လို့ဘုံဘုံစီစဉ်ထားတယ်ပညာရဲ့သဘောဆိုတာဘယ်လိုတော့ပညာကိုအဓိပ္ပာယ်ဖွင့်ဆိုမယ်ပေါ့နော်အဲ့ဒီပညာဟာဘယ်လိုအစွမ်းတတ္တိရှိတာလဲပညာရဲ့အာနိသင်ဒါကိုဒုတိယပိုင်းနေနဲ့ပြောမယ်ပေါ့နော်အဲ့ဒီပညာဟာတန်ဖိုးကြီးလွန်းလို့ဒီပညာကိုရအောင်မြတ်စွာဘုရားကဒီပညာကိုရှာဖို့အတွက်ဘယ်လောက်ထိတောင်တိုက်တွန်းခဲ့တယ်လဲဆိုတဲ့မြတ်စွာဘုရားရဲ့ပညာရှာဖို့တိုက်တွန်းချက်ကလေးကိုတတိယပိုင်းဒီကုန်းပိုင်းအနေနဲ့ပြောမယ်နော်ပညာနဲ့ပတ်သက်ပြီးတော့၃ပိုင်းခွဲပြောနော်ပညာရဲ့သဘောတဘာဝပညာဆိုတာဘာလဲအဲ့ဒီပညာရရင်ဘာတွေကောင်းသွားမှာတော့ပညာရဲ့အစွမ်းပညာရဲ့အာနိသင်အဲ့ဒီပညာကိုရှာဖို့အတွက်ကိုယ်စိတ်ကိုဘလို့ဖြောင်းပြပြီးတော့ဘလို့နားလည်အောင်ပြောပြီးတော့တိုက်တွန်းရမလဲဆိုတဲ့အပိုင်းနော်အဲ့ဒါပညာရဲ့သဘောတဲ့ပညာကိုပဇာနာတိတိပညာအပြားအဖြစ်ပိုင်းခြားပြီးတော့သိတဲ့လို့ပညာလို့ခေါ်တာတဲ့ဉာဏ်ဆိုတဲ့ညာနာဆိုတဲ့ပါဠိစကားလေးကိုဉာဏ်လို့ဘာသာပြန်ပြီးတော့ဘုန်းဘုန်းတို့ဗမာမှုပြုထားတာလည်းရှိတယ်အဲ့ဒီပညာရောညာနာဆိုတဲ့ဉာဏ်ရောအဓိပ္ပာယ်ကအတူတူပဲပင်ဉ္တရီစေတသိက်ဟုတ်လားအဲ့ဒီပညာဟာဘာလို့တက်တဲ့သဘောရှိတော့ဆိုတော့အပြားအဖြစ်ပိုင်းခြားဝေဖန်စီစစ်ပြီးတော့မှန်မှန်ကန်ကန်သိမြင်နားလည်တတ်တဲ့သဘောရှိတယ်တဲ့အဲ့တော့ပညာကသိတယ်ဆိုတဲ့နေရာမှာလောကီအတတ်ပညာတွေနော်ဘာလို့ဘလို့လောက်လိုက်ရင်ဘလို့ဖြစ်မယ်ဆိုတာတွေကိုသိတာဒါတွေလည်းပဲပညာနဲ့ပေထဲမှာပဲအကျုံးဝင်ပါတယ်အမှန်အတိုင်းသိတဲ့အတွက်ကြောင့်ပညာနဲ့ပေထဲမှာအကျုံးဝင်တယ်သို့တော့ဒီနေရာမှာအဓိကထားပြီးတော့ရှာဖွေရမယ့်ပညာကဘလို့ပညာမျိုးတော့ဆိုတော့ဘဝရဲ့ဖြစ်စဉ်ဘဝရဲ့သဘောတဘာဝလောကရဲ့ဖြစ်စဉ်လောကရဲ့သဘောတဘာဝဒါတွေကိုအမှန်တိုင်းသိတယ်မြင်တယ်နားလည်တဲ့သဘောလို့ဆိုရမယ့်ပညာကိုဘုန်းဘုန်းတို့တန်ဖိုးထားပြီးတော့ရှာရမှာအဲ့ဒီတော့အဲ့ဒီပညာကိုပဲဦးစားပေးပြီးတော့ပြောမှာပေါ့နော်ဘယ်ဟာစပြီးတော့ပြောခြင်းတော့ဆိုတော့ဒီစိတ်စေတနာလေးဘုန်းဘုန်းတို့ရဲ့တန်တာမှာအမြဲဖြစ်နေတဲ့စိတ်စေတနာလေးဒီစိတ်စေတနာလေးကိုအခြေခံပြီးတော့တွေးလိုက်တယ်ပြောလိုက်တယ်လှုပ်လိုက်တယ်မနောကံဝစီကံကာယကံဟုတ်လားအဲ့ဒါလေးတွေကကောင်းတဲ့စိတ်ထားလေးကိုအခြေခံပြီးတော့တွေးတာပြောတာလှုပ်တာရှိတယ်လို့မကောင်းတဲ့စိတ်ထားကိုအခြေခံပြီးတော့တွေးတာပြောတာလှုပ်တာလည်းရှိတယ်အဲ့ဒါတွေကိုဘာလို့ခေါ်တော့ကမ္မချမ်းသာခြင်းဆင်းရဲခြင်းအကျိုးရလဒ်တွေကိုဖြစ်ထွန်းစေနိုင်တဲ့ဖြစ်ပေါ်စေနိုင်တဲ့အစွမ်းအာနိသင်ရှိတယ်အဲ့ဒါဟာတခေတ်လောကကြီးရဲ့ဘဝရဲ့တဘာဝတရားကြီးတစ်ခုအမှန်တရားကြီးအဲ့ဒါကိုမြင်ရမယ်သိရမယ်နားလည်ရမယ်ကမ္မတက္ကတာတမာဒိဋ္ဌိလို့လည်းခေါ်မယ်ပေါ့အခြေခံဘုန်းဘုန်းတို့ရဲ့တန်တမှာအားကောင်းထားရမယ်အသိဉာဏ်တစ်မျိုးပေါ့နော်စိတ်ထားလေးကောင်းမှချမ်းသာခြင်းဆိုတဲ့အကျိုးရလဒ်ကိုရမှာစိတ်ထားဆိုးရင်ဆင်းရဲခြင်းဆိုတဲ့အကျိုးရလဒ်ကိုပဲရမှာဒီအမှန်တရားဒီနိယာမဒီသဘာဝကိုသိရမယ်မြင်ရမယ်နားလည်ရမယ်ဒါအခြေခံနော်ဆက်ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာနဲ့တွေ့ခွင့်ရမှသာလေဖြစ်ပေါ်နိုင်တဲ့အသိဉာဏ်ပညာအဲ့ဒါဘာလဲဆိုတော့နာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တဲ့နာနဲ့ရုပ်ကိုပိုင်းခြားပြီးတော့သိတာအခုယောဂီတို့တတိပဋ္ဌာန်ဘာဝနာတရားပွားများတယ်ကိုယ်ခန္ဓာကိုမျက်လုံးလေးမှိတ်ပြီးတော့တည်တည်ချာချာလေးကြည့်တယ်နော်ဟာတွေတွေ့ရမှာတော့ထင်ရှားတဲ့
ပေါ်လွင်တဲ့ရုပ်တဘာဝတွေကိုတွေ့ရလိမ့်မယ်မြင်ရလိမ့်မယ်နော်ပူသလားအေးသလားမာသလားပျော်သလားနှုသလားကြမ်းသလားအနေထားမျိုးစုံနဲ့ရုပ်တဘာဝကိုမြင်ရမယ်တွေ့ရမယ်ဟုတ်လားတခါအဲ့ဒီတဘာဝတွေကိုသိနေတဲ့နံတဘာဝကိုလည်းပဲပြန်ပြီးတော့သိနေတဲ့စိတ်ကိုနောက်ထပ်ဖြစ်တဲ့စိတ်နဲ့ထပ်ပြီးတော့သိနိုင်တယ်အဲ့လိုသိတဲ့အခါမှာသိမှန်နေများလာတဲ့အခါကျတော့ပုဂ္ဂိုလ်တ attva ဆိုတာတကယ်ရှိတဲ့အမျိုးမှမဟုတ်တာကိုတကယ်ဖြစ်နေတာကယုံနာပဲဖြစ်နေတာပဲဖောက်ပြန်မှုသဘောနဲ့သိမှုသဘောကောင်းဆောင်တဲ့နံတရားတွေဒါပဲဖြစ်နေတာပဲဒါကလွဲလို့ဘာမှဖြစ်နေတာမရှိပါလားလို့ကိုယ့်ရဲ့ဉာဏ်ထဲမှာရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားသိပြီးမြင်ပြီးဆိုလို့ရှိရင်အဲ့ဒါကိုနာမရူပပရိစ္ဆေဒဉာဏ်ပညာဟုတ်ပြီနော်ပညာရဲ့သဘောကိုပြောနေတာနော်ဒါလေးတွေကိုစွဲနေအောင်နားလည်မှုကြီးမားအောင်မှတ်သားရတခါတဆင့်တက်မယ်ပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့တခေရုပ်တအနန္တသဘာဝတရားတက်နော်ဒီသဘာဝတရားတွေဟာဘယ်ရာကဖန်ဆင်းထားလို့မှဖြစ်နေတာလည်းမဟုတ်အကြောင်းမဲ့ဖြစ်နေကြတာလည်းမဟုတ်သူအကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘောတွေရှေ့ယုံနာအကြောင်းတရားကိုတော့အခြေခံအကြောင်းပြုပြီးတော့နောက်ယုံနာနေဆင်ဆက်မပြတ်ဖြစ်ပေါ်နေတာလို့နော်တရားရှုမှတ်ရင်းနဲ့နားလေတဲ့သဘောပေါက်တယ်။ဒါလေးဖြစ်လို့နောက်ထပ်ဒါလေးဆက်ပြီးတော့ဖြစ်လာတာပါလား။ဒါလေးဖြစ်တာကအကြောင်းမဲ့မဟုတ်ပါလား။သူ့အရင်ကဟွာလေးဖြစ်လာလို့ဒါလေးထပ်ပြီးတော့ဖြစ်တာပါလားလို့ကိုယ်ပိုင်ဉာဏ်နဲ့လက်တွေ့ဟုတ်လားကိုကတော့တတိထားတဲ့အလုပ်ကိုပဲလုပ်နေတာတတိထားတဲ့အလုပ်ကိုလုပ်နေရင်းနဲ့ဒါလေးဖြစ်လာတယ်ဒါလေးဖြစ်လာတယ်ဒါလေးကဘာကြောင့်ဖြစ်တာတော့သူ့အရင်ကသူ့ကိုဖြစ်အောင်လုပ်ခဲ့တယ်လို့မျိုးဖြစ်နေတဲ့အကြောင်းတရားလေးဖြစ်လို့ဒီဟာဆက်ဖြစ်တာပါလားဒီဟာကနောက်ထပ်ဘာကိုဆက်ဖြစ်တယ်ဆိုတာသူကကိုကဒီဖြစ်စဉ်ကိုတတိနဲ့စဉ်ဆက်မပြတ်ကြည်နေတဲ့အခါသိနေတဲ့အခါမှာအကြောင်းအကျိုးသဘောတွေဆိုတာကိုအလိုလိုဘာလုပ်လာတော့သဘောပေါက်လာတယ်နားလည်လာတယ်ဟုတ်လားအဲ့ဒါကိုဘာလို့ခေါ်တော့ပစ္စယပရိက္ခဟဉာဏ်တဲ့ဟုတ်လားဒါပညာ level တဖြည်းဖြည်းမြင့်လာနော်အဲ့ဒါဆက်ပြီးတော့ယောဂီတို့ကတတိပဋ္ဌာန်တရားကိုတကယ်ဝရိယတွေတတိတွေအကောင်းအောင်ကြိုးစားမယ်ဆိုလို့ရှိရင်ဒီဖြစ်ပေါ်ပြောင်းလဲနေတဲ့အကြောင်းကြောင့်ဖြစ်နေတဲ့ဒီသဘာဝတရားတွေဟာဖြစ်ပေါ်လာပြီးရင်တောက်လျှောက်ချုပ်ပြောက်သွားတယ်ပျောက်ကွယ်သွားတယ်နောက်ထပ်ဖြစ်เสียအကြောင်းရှိတော့ဖြစ်နေတာပဲဆင်ဆက်မပြတ်ရက်လို့လည်းမရနားလို့လည်းမရတော့သူဖြစ်နေတာပဲမဖြစ်အောင်လည်းတားလို့မရမဖြစ်အောင်တားလို့ရသလားကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအကြောင်းအားလျော်စွာသဘာဝတရားတွေဟာရက်မရနားမရဆိုင်မရတောက်လျှောက်ဒလဇက်ဘာတော့ဖြစ်နေတာပဲကိုကမသိတာနဲ့သိတာပဲကွာနော်သူကတော့ဘာတော့မြင်းဖြစ်နေတာဖြစ်နေတော့အဲ့ဒါကိုလိုက်ကြည့်တဲ့အခါမှာဖြစ်တော့ဖြစ်လာတယ်ဒါပေမဲ့အမြဲတည်နေတာတော့လေမဟုတ်ဘူးဖြစ်ပြီးတော့အဲ့ဒါမရှိတော့ဘူးနောက်ထပ်အသစ်ဖြစ်တာပဲဖြစ်နေတဲ့တရားတွေကတီးနေတာမြဲနေတာရက်နေတာလည်းမရှိပါလားဆက်ဖြစ်တယ်ထပ်ဖြစ်တယ်ဖြစ်ပြီးတိုင်းလဲတောက်လျှောက်ပြီးဆုံးပျောက်ကွယ်သွားတယ်ဒါလေးတွေကိုအသေးစိတ်အနုစိတ်စိတ်ထဲမှာကြည်ကြည်လင်းလင်းရှင်းရှင်းလင်းလင်းသိမယ်မြင်မယ်ဆိုလို့ရှိရင်ဒါကိုဘယ်လိုခေါ်မလို့ဝိပဿနာဉာဏ်ပညာဟုတ်လားအနိစ္စကိုသိပါများရင်ယုံနာတွေကကောင်းတဲ့သဘာဝတွေမဟုတ်ဘူးဆိုတဲ့ဒုက္ခသဘောကိုလည်းနားလည်လာမယ်ဟုတ်လားအနိစ္စကိုသိမြင်ပါများလာရင်ငါဖြစ်ခြင်းသည်ဖြစ်စေမဖြစ်ခြင်းသည်ဖြစ်စေဖြစ်เสียအကြောင်းရှိရင်ဖြစ်လာတာပဲတားမရဘူးပြီးတော့လည်းပြတ်သွားတာပဲသူဖြစ်နေတဲ့ဒီကိစ္စကြီးမှာငါကဘလို့ဖြစ်ခြင်းနဲ့ဘလို့မဖြစ်ခြင်းဘူးလို့စောရကတက်နေတာဆန္ဒတွေပြုတ်နေတာအချီးနှီးပါလားငါဖြစ်ခြင်းတာတွေငါမဖြစ်ခြင်းတာတွေကိုဒီယုံနာကလိုက်လျောဖို့မပြောနဲ့သိတောင်မသိပါလားဒါဘာကိုနားလဲတာတော့အနတ္တကိုနားလဲတာအစိုးမရဘူးဆိုတာအဲ့ဒါကိုပြောတာကိုယ်သဘောကိုယ်ဆန္ဒအတိုင်းဖြစ်တာမဟုတ်ဘူးဖြစ်เสียအကြောင်းရှိတဲ့အတိုင်းဖြစ်သွားတာကိုယ်ဆန္ဒနဲ့ဖြစ်เสียအကြောင်းရှိနေတာနဲ့ကိုက်ညီသွားရင်လည်းကိုယ်ဆန္ဒအတိုင်းလေးဖြစ်တယ်လို့တော့တခါတလေထင်ရတာပေါ့လေအမှန်ကကိုယ်ဆန္ဒကြောင့်ဖြစ်တာမဟုတ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်တာဟုတ်လားအဲ့လိုမျိုးအနိစ္စဒုက္ခအနတ္တကိုသိတာကို
ယုံ nant တို့ရဲ့လက္ခဏာရေး၃ပါးကိုသိတယ်လို့ဆိုရတယ်ဒါကိုပဲဝိပဿနာဉာဏ်လို့ဒီလိုနာမည်တက်တယ်ဟုတ်လားအဲ့တော့ဉာဏ်ဘယ်နှမျိုးရှိပြီတော့ပြောလာတာနော်ကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတဲ့ကံရဲ့အကျိုးကိုပါသိမြင်တဲ့ဉာဏ်မှာထည့်လိုက်ရင်၄မျိုးနော်ဒါတွေကဘုန်းဘုန်းတို့ရဲ့တန်တာမှာနော်အခြေခံအားဖြင့်တကယ်ကိုပိုင်နိုင်သိထားရမယ်မြင်ထားရမယ်နားလည်ထားရမယ်သဘာဝတရားတွေဟုတ်လားအဲ့ဒါသတိပဋ္ဌာန်တရားကိုပွားလို့ရှိရင်ဆက်ပြီးတော့နော်ဝိပဿနာဉာဏ်ရင့်တန်လာရမှတစ်ဆင့်ဉာဏ်အဆင့်ဆင့်မြင့်လာနော်ဒါတွေရဲ့ပုံမှာညီငွေတဲ့သဘောနော်ဒါတွေကနေလွတ်မြောက်လို့တဲ့သဘောလွတ်မြောက်လို့ရှိရင်တော့ဒီလမ်းပဲထပ်ပြီးတော့သွားရမှာပဲဆိုပြီးတော့လမ်းဟုတ်တာမဟုတ်တာတွေကိုနားလည်လာတဲ့သဘောဉာဏ်အဆင့်ဆင့်မြင့်မုံကိုအသေးသေးပြောမယ်ဆိုရင်လည်းပြောစရာတွေရှိတာပေါ့ဟုတ်လားမိုးကုတ်ဆိုတော့ဘုရားကြီးကတော့ယထာဘူတဉာဏ်နေပိဒဉာဏ်ဝိရာဂဆိုတဲ့မဲ့ဉာဏ်ဆိုပြီးတော့ဉာဏ်ကို၃မျိုးလောက်အကျဉ်းမြင်ပြောတယ်ယထာဘူတဉာဏ်ဆိုတာကပုဂ္ဂိုလ်တ attva မရှိဘူးယုံနာပဲဖြစ်နေတာအကြောင်းအကျိုးသဘောတွေအဲ့ဒါတွေဟာအနိစ္စဒုက္ခအနတ္တတွေပဲလို့သိတာကိုဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်တဲ့ဉာဏ်ယထာဘူတဉာဏ်ပေါ့နော်အဲ့ဒီဉာဏ်ရင့်တန်လာပြီဆိုလို့ရှိရင်ညီးငွေတယ်ဘဝဟာပျော်ရွှင်စရာကျေနပ်စရာကောင်းတဲ့ဖြစ်စဉ်ကြီးမဟုတ်ဘူးဆိုတာကိုသိမြင်မှုများလာတဲ့အခါမှာညီးငွေတဲ့သဘောဖြစ်တယ်ပေါ့နော်ဉာဏ်နဲ့ရှင်တဲ့ညီးငွေမှုပေါ့နော်အဲ့ဒါဘာခေါ်တော့နေပိဒဉာဏ်ဟုတ်လားလွတ်မြောက်လိုတဲ့စိတ်တွေပါပြင်းထန်လာတယ်အဲ့ဒီမှာဆက်ကြိုးလာတဲ့အခါမှာနော်ဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိတဲ့ကိစ္စသမုဒယသစ္စာဆိုတဲ့ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့လောဘကိုအစဉ်စဉ်ပယ်တတ်တဲ့ကိစ္စနော်နိရောဓသစ္စာလို့ဆိုတဲ့နိဗ္ဗာန်အငြိမ့်တက်ကိုမျက်မှောက်ပြုတဲ့ကိစ္စဟုတ်လားမဂ္ဂင်၈ပါးလို့ဆိုတဲ့ဒုက္ခနိရောဓဂามိနိပရိပဒါဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့အကျင့်လမ်းစဉ်လို့ဆိုတဲ့မဂ္ဂင်၈ပါးကိုပြည့်စုံသွားစေတဲ့ကိစ္စပွားများခြင်းကိစ္စပြီးသွားတာပွားများခြင်းကိစ္စပြီးသွားဆိုပြီးသွားလို့ပေါ့သဘောပေါက်ရဲ့လားအဲ့ဒါကိုဘာလို့ခေါ်တာတော့တိပေဆိုင်ဘဝနော်ဘဝဟာဆင်းရဲခြင်းတရားမျှတာဖြစ်တယ်ဆိုတော့အသေးစိတ်ခက်ခက်နက်နက်ပိုင်းခြားပြီးတော့သိတာဘယ်သူမှဒီဟာကိုအောက်ပြန်မှားယွင်းသွားအောင်တုံလုံးခြောက်ချသွားသူ့ကိုလာပြီးတော့ပြောလို့ပြုလို့မရတော့ဘူးသူကိုယ်ပိုင်ဉာဏ်နဲ့တကယ်မြင်သွားပြီတကယ်သိတာကိုပြောတာနော်အဲ့ဒါကိုပฏิဝေဒလို့သုံးတယ်တကယ်ထိုးထွင်းပြီးတော့သိတာဟုတ်လားအဲ့လိုသိတဲ့အခါမှာတပြိုင်နက်တည်းပဲတဲ့မဲ့ဉာဏ်ရဲ့အစွမ်းတတိဒါပညာရဲ့သဘောကိုပြောမယ်ဆိုတာဒါပြောနေတာနော်ပညာဆိုတာဘယ်လိုလဲဆိုတာကိုပြောနေတာနော်စောတော့ဘာတွေကိုပြောရတော့ကံရဲ့အကျိုးကိုသိတဲ့ဉာဏ်နာမရူပပရိစ္ဆေဒဉာဏ်ပစ္စယပရိက္ခဉာဏ်ဝိပဿနာဉာဏ်ကိုပြောတာခုဘာကိုပြောနေတာတော့မဲ့ဉာဏ်ဆိုတာကိုပြောနေတာဟုတ်လားအဲ့တော့မဲ့ဉာဏ်ဆိုတာဘာတော့သိတဲ့သိလိုက်တာကိုသိတဲ့အတွက်ကြောင့်ပယ်တဲ့ပယ်လိုက်တာကိုပယ်ခြင်းကိစ္စဆက်ရောက်တဲ့ဆက်ရောက်တဲ့အရာကိုဆက်ရောက်သွားတဲ့ကိစ္စပြည့်စုံတဲ့ပြည့်စုံတဲ့အရာကိုပြည့်စုံသွားတဲ့ပွားများခြင်းကိစ္စပါပြီးစီးသွားတယ်ဆိုတဲ့တပြိုင်နက်တည်းပြီးသွားတယ်မဲ့ဉာဏ်ရဲ့အစွမ်းဟုတ်လားတိပေဆိုင်ဝါဟုတ်ပြီနော်တိပေဆိုင်ဝါအဲ့ဒီမှာဘာကအရေးကြီးဆုံးလဲဆိုရင်ဒါစက်မိလို့ပြောတာတိတဲ့တိတိုက်တဲ့အရာကိုသိဖို့ရာကအရေးကြီးဆုံးပဲဘာဖြစ်လို့လဲဆိုတော့ဒါကြီးကဆင်းရဲပဲလို့တကယ်သိမယ်ဆိုရင်ဒါမဲ့ဉာဏ်ကိုမကြီးရွယ်ပါဘူးနော်အပေါ်ယံဝိပဿနာဉာဏ်နဲ့ဘုန်းဘုန်းတို့ရဲ့ဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုအတိုင်းတာတစ်ခုထိသိမယ်ဆိုရင်တောင်သိသလောက်ဒါရဲ့ပေါ်မှာညှိနေတာကတ်နေတာတွေ့တာနေတာဆိုတဲ့လောဘကိုအားနဲ့သွားစေမှာပဲပယ်တဲ့ကိစ္စကိုအတိုင်းတာတစ်ခုထိလုံနိုင်မှာပဲဟုတ်လားပယ်တဲ့ပယ်လိုက်တာကိုပယ်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီဒုက္ခဖြစ်စေတတ်တဲ့အရာနည်းရင်နည်းသလောက်အကြောင်းတရားနည်းသွားတဲ့အခါအကျိုးတရားဒုက္ခပူလောင်မှုဆင်းရဲမှုတွေလည်းဘာဖြစ်သွားမှာလဲနည်းသွားမှာပဲဆက်ရောက်တဲ့ဆက်ရောက်ထိုက်တဲ့ကိစ္စကိုလည်းဆက်ရောက်အောင်လုပ်ပြီးသားဖြစ်သွားတာပဲနော်အဲ့ဒီလိုမျိုးနော်သိတဲ့သိတိုက်တဲ့ကိစ္စကိုအမှန်တိုင်းသိအောင်လုပ်နေခြင်းကိုကပြည့်စုံတဲ့ပြည့်စုံတိုက်တဲ့မဂ္ဂင်၈ပါးကိုပြည့်စုံအောင်ပွားများနေတဲ့ကိစ္စကိုဆောင်ရွက်နေတယ်လို့ကိုဆိုလို့မရဘူးလားရတယ်နော်ဒါကြောင့်သိပယ်စိုက်ပွားမှာသိဆိုတာအရေးကြီးဆုံးပဲဒါဒီနေရာမှာသိပယ်စိုက်ပွားဆိုတာလေးနဲ့ပတ်သက်ပြီးတော့နော်ဘုသူတ္တဖြစ်เสียလေးတွေဈာညက်ပြီးတော့ပြောဖို့လည်းပဲစိတ်ကူးထားတယ်ဗောနော်အဲ့ဒါကဘာလဲဆိုတော့သိတဲ့သိတိုက်တာကိုသိတဲ့အခါမှာ
တိတင်တိတိုက်တာကိုတိတယ်လို့ပြောလိုက်တိုင်းဘဝကိုဆင်းရဲတယ်ဆိုတာကိုပိုင်းခြားပြီးတော့တိတာကိုပြောတာဆိုတာကိုလည်းနားလည်ခဲ့ရမှာနော်ဆင်းရဲတဲ့တရားကိုဆင်းရဲတယ်လို့တကယ်သိပြီဆိုရင်အဲ့ဒါရဲ့ပုံမှာတွေ့တာမမောမှုဟာအစင်းစင်းဘာဖြစ်သွားမှာတော့ငြိမ်းသွားမယ်ပယ်သိမ်းပယ်လိုက်တဲ့ကိစ္စကိုပယ်ခြင်းကိစ္စကလည်းပြီးသွားတယ်ဟုတ်လားအဲ့ဒီပယ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့နော်ဟိုတုန်းကပါရာယနာသုတ်တံဆိုပြီးတော့ဘုံပြီးအောင်တော့မဟောလိုက်ရဘူးလေပါရာယနာသုတ်တံဆက်ပြီးတော့ပြီးအောင်ဟောအောင်မှပါလို့စိတ်ကူးရှိပေမဲ့လို့သူကစာတော်တော်ကြည့်ပြီးမှဟောရမှာဆိုတော့မဟောဖြစ်နေတာပေါ့နော်ပါရာယနာဝတ်ဆိုပြီးတော့သုတ်တနိဗ္ဗာန်ပါဠိတော်မှာရှိတယ်ပါရာယနာဆိုတာတစ်ဖက်ကန်းကိုရောက်စေတဲ့လမ်းနော်ပါရဆိုတာတစ်ဖက်ကန်းနော်ခုတနေ့ကပြောရတယ်နော်အဲ့ဒီပါရာယနာသုတ်တန်ကြီးဖြစ်ပေါ်လာခြင်းရဲ့အကြောင်းနော်ဘာဝရီပုံနာကြီးဘာဝရီဆရာကြီးရဲ့တပည့်ကြီး16ယောက်မြတ်စွာဘုရားကြီးကိုသွားပြီးတော့ပု္ပ္ပာတွေမေးတာနော်ဆရာကြီးကအသက်က120ရှိပြီဆိုတော့သူကိုယ်တိုင်မသွားနိုင်တော့ဘူးအဲ့ဒီထဲမှာသူတူအရင်တယောက်လည်းပါတယ်တပည့်ကြီးတွေထဲမှာအဲ့ဒါလွတ်လိုက်တာခေါ်ရတဲ့အခါကျတော့ဘုရားဟုတ်မဟုတ်ဆိုတာကိုသိအောင်စိတ်နဲ့ဘလို့ပု္ပ္ပာတွေမေးဘလို့ပု္ပ္ပာတွေမေးဆိုတာကိုတပည့်တွေကိုစီစဉ်ပြီးတော့ပေးလိုက်တာသင်ပေးလိုက်တာပေါ့နော်အဲ့ဒီရောက်တဲ့အခါမှာတပည့်တွေကိုမေးခိုင်းတဲ့အမေးထဲမှာမေးခွန်းတစ်ခုပါတယ်ပယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောပြတာနော်မုဒ္ဒတိပါတင်္စဘာဝရီပရိပု္ပ္ပစတိရှင်ဗျာတဲ့ဘာဝရီပုံသားကြီးကမေးလိုက်ပါတယ်ဥကောင်းဆိုတာဘယ်လိုအရာကိုပြောတာတော့ဥကောင်းကိုဖြတ်ချတဲ့အရာဆိုတာဘယ်အရာကိုပြောတာတော့တဲ့ဥကောင်းနဲ့ဥကောင်းကိုဖြတ်ချတဲ့အရာမုဒ္ဒတိပါတင်္စဘာဝရီပရိပု္ပ္ပစတိတံဗျာကရောဟိဘဂဝါကင်ခံဝိနယနောဣတိနော်တပည့်တို့မေးတာကိုရှင်ဘုရားဖြေပါတပည့်တို့ရဲ့တန်တရားတွေကိုဖယ်ရှားပေးပါဘာနဲ့မှမေးတာတော့ဥကောင်းနဲ့ဥကောင်းကိုဖြတ်ချနိုင်တဲ့အစွမ်းရှိတဲ့တရားအဲ့တော့မြတ်စွာဘုရားဘယ်လိုဖြေတာတုံးဆိုတော့အဝိဇ္ဇာမုဒ္ဒတိဇာနာဟိဝိဇ္ဇာမုဒ္ဒတိပတ္တိနိအဝိဇ္ဇာသစ္စာလေးပါးအမှန်တရားကိုမသိတဲ့အဝိဇ္ဇာဘဝကိုဆင်းရဲတယ်ဆိုတဲ့အမှန်တရားကြီးကိုမသိတဲ့အဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာဒီဥကောင်းနဲ့တူတဲ့အရာပဲတဲ့နော်တတ္တဝါတွေကိုကြည်လိုက်ရင်ခေါင်းကအဓိကပေါ့နော်ခေါင်းပြတ်သွားပြီဆိုရင်သိပြီပြန်ပြီးတော့ရှင်တယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ဘူးလူတယောက်ကိုပဲအဓိကထားပြီးတော့ကြည်လိုက်ခေါင်းပြတ်သွားပြီဆိုရင်တော့ဘာအစွမ်းနဲ့မှကုလို့မရတော့ဘယ်လိုမှပြန်ပြီးတော့ရှင်အောင်ဖန်တီးလို့မရတော့သိပြီဒီတဘောပြောတာနော်ဥကောင်းနဲ့တူတဲ့အရာအဲ့တော့တတ္တဝါတွေတဘဝသေးတယ်ပြီးရင်ဆက်ဖြစ်တယ်ပြီးရင်ဆက်ဖြစ်တယ်ဆက်ဖြစ်တာတွေကဘာလဲဆိုတော့ဒုက္ခတွေပဲတကယ်ကကျွတ်တော့မသိလို့သာမသိတာနော်ဆက်ဖြစ်နေတာတွေကဘာတွေတော့ဒုက္ခတွေပဲအခုဖြစ်နေတာလဲဒုက္ခပဲဒါပေမဲ့ဒုက္ခမှမသိတော့ကျွတ်တော့ဒီတိုင်းနားမလည်နိုင်မှုတွေနဲ့နေတာထိုင်တာရှိနေတော့နော်တကယ်လို့ဒုက္ခမှသိရင်ဒီရဲ့အပေါ်မှာတွေ့တာမမောမှုအစင်းစင်းငြိမ့်ပြီးတော့အဲ့ဒီချမ်းမှစစ်မှန်တဲ့ချမ်းသာကရနိုင်တာဟုတ်လားအဲ့တော့ဘဝတွေဆက်ဖြစ်နေတယ်ဆိုတာကဘယ်သူကြောင့်ဆက်ဖြစ်နေရတော့ဘယ်သူကြောင့်ရှင်သန်နေတာတော့ဘဝကြီးကဒုက္ခတစ်ပင်ကြီးကဘာလို့ရှင်သန်နေတာတော့ဒီလိုပဲတင်စားပြောလိုက်တော့မယ်ဟုတ်လားဘာလို့ရှင်သန်နေတာတော့ဆိုအဝိဇ္ဇာကြောင့်ရှင်သန်နေတာဒါကြောင့်အဝိဇ္ဇာဆိုတဲ့တရားဟာဒီဒုက္ခဆက်ကြီးလဲပတ်နေဖို့အတွက်ဒုက္ခဆက်ကြီးဆင်ဆက်မပြတ်ဖြစ်နေတဲ့ကိစ္စမှာသူဟာအလွန်အရေးကြီးတဲ့ဥကောင်းနဲ့တူတဲ့တရားပဲသူ့ကိုသာဖြတ်ချနိုင်မယ်ဆိုရင်ဒီဒုက္ခဆက်ကြီးဟာရပ်ဆိုင်သွားမယ်သဘောပေါက်ရဲ့လားဒါကြောင့်ဥကောင်းနဲ့တူတဲ့တရားဆိုတာဘာကိုပြောတာလဲတော့အဝိဇ္ဇာကိုပြောတာတဲ့အဝိဇ္ဇာကိုပြောတာတဲ့ဟုတ်လားအဲ့ဒီအဝိဇ္ဇာဆိုတဲ့ဥကောင်းနဲ့တူတဲ့အရာကိုဖြတ်ချတဲ့အရာကတော့ဘယ်သူကိုပြောတာလဲဆိုတော့ပညာကိုပြောတာတဲ့ဟုတ်လားအဝိဇ္ဇာမုဒ္ဒတိဇာနာဟိဝိဇ္ဇာမုဒ္ဒတိပါတိနိဝိဇ္ဇာဆိုတဲ့အသိဉာဏ်ပညာဒီနေရာမှာပြင်ငိမ့်တွေစေတသိက်ကိုဝိဇ္ဇာဆိုတဲ့စကားလုံးနဲ့ဟောတယ်နော်ပညာလို့လည်းပြောမယ်ဝိဇ္ဇာလို့လည်းပြောမယ်ဉာဏ်လို့လည်းပြောမယ်ဗမာစကားလုံးနဲ့ဆိုရင်တော့သိသိတတ်တာကိုသိတယ်ဆိုတဲ့သဘောအသိပေါ့နော်အသိကတော့အဆင့်အမျိုးမျိုးတော့ရှိမှာပေါ့နော်အဲ့ဒီဝိဇ္ဇာဆိုတဲ့အသိဉာဏ်ပညာသည်
အဝိဇ္ဇာဆိုတဲ့ဥကောင်းနဲ့တူတဲ့အရာကိုဖြတ်ချတာသူတကိုယ်ကြီးဖြတ်ချတာလားဆိုတော့မဟုတ်ဘူးတဲ့တတ္ထာတတိတမာတိဟိသန္နဝရိယေနတန်ယုတ္တာဟောဒါလေးလားနော်တတ္ထာတတိတမာတိဟိသန္နဝရိယေနတန်ယုတ္တာယုံကြည်မှုရှိရမယ်အဝိဇ္ဇာဆိုတဲ့မသိမှုဥကောင်းကိုဝိဇ္ဇာဆိုတဲ့အသိဉာဏ်ပညာကြီးနဲ့ဖြတ်ချပြစ်ချင်တယ်ဆိုရင်ဘုန်းဘုန်းတို့အဲ့ဒီအသိဉာဏ်ပညာဖြစ်ဖို့အတွက်ဖြစ်ထွန်းဖို့အတွက်ဘာတွေရှိရမလို့ဘာတွေချမ်းရထားရမလို့ဒီအသိဉာဏ်ကိုဆိုတော့တတ္တာယုံကြည်မှုနော်ဒါကအယံကိုအခြေခံကြတဲ့အကြောင်းတရားကြီးပဲနော်ဒီအလုပ်ကိုလုပ်ရင်ချမ်းသာမယ်ကောင်းမယ်ဒါမွန်မြတ်တယ်မြင့်မြတ်တယ်လို့ယုံကြည်မှုလေးရှိလို့ယောဂီတို့ဒီလာပြီးတော့တရားထုတ်တာနော်ဟုတ်တယ်မဟုတ်လားယုံကြည်မှုမပါရင်ဒီအလုပ်ကိုဘလို့မှလုပ်ဖို့ကိုစိတ်ကူးလည်းမရှိဘူးလုပ်လည်းလုပ်ဖြစ်မှာလည်းမဟုတ်ဘူးတတ္တာတကယ်လုပ်ပြီဆိုတော့တတိရှိရမယ်တမာရီရှိရမယ်ဟုတ်လားအဲ့ဒါလိုမျိုးဒီဟာကြီးအထအမြတ်အောင်လုပ်တဲ့နေရာမှာတွန်းအားလို့ဆိုတဲ့ဝရိယဆန္ဒပါတော့ထည့်ထားတယ်နော်တရားကိုရခြင်းနဲ့ကိုယ့်ရဲ့မြင့်မားတဲ့ဆန္ဒမြင့်မြတ်တဲ့ဆန္ဒကလေးလည်းရှိတယ်ဟုတ်လားဆန္ဒကဘာနဲ့တွဲထားတယ်ဝရိယနော်တကယ်ဖြစ်ခြင်းနဲ့တကယ်ရခြင်းနဲ့ဆိုတော့လုပ်တယ်ပေါ့ဟုတ်လားသန္နဝရိယေနတန်ယုတ္တာတတ္ထာတတိတမာတိဟိသန္နဝရိယေနတန်ယုတ္တာတရား၅မျိုးပြောထားတယ်ဟုတ်လားအဲ့ဒီတရား၅မျိုးနဲ့ရှင်းတွဲပြီးတော့ဖြစ်နေတဲ့ဝိဇ္ဇာဆိုတဲ့အသိဉာဏ်ပညာဟာအဝိဇ္ဇာတည်းဟူသောဥကောင်းကိုဖြတ်ချဟုတ်လားအဲ့တော့ခေါင်းဖြတ်လိုက်ပြီဆိုတော့ပြန်ပြီးတော့ရှင်းတတ်တဲ့အကြောင်းမရှိဘူးအရိယာမဲ့ဉာဏ်ရဲ့သဘောဟာခေါင်းကိုဖြတ်လိုက်တဲ့သဘောပဲလို့နားလည်ဖို့လိုတယ်နော်ကိလေသာကိုတတ်တဲ့နေရာမှာအစဉ်စဉ်တဖန်ပြန်ပြီးတော့မရှင်းတတ်နိုင်တော့သောသေခြင်းဖြင့်သေအောင်တတ်နိုင်တဲ့အစွမ်းရှိတယ်အဲ့ဒါမဲ့ဉာဏ်ရဲ့အစွမ်းပဲနော်ပညာဆိုတာဘာလဲဆိုတာကိုပြောတာဟုတ်လားထပ်ပြီးတော့ဒီသိပယ်စိုက်ပွားတွေကပွားဆိုတဲ့အရာလေးကိုလည်းဘုံဘုံပြောကြည့်ခြင်းသေးတယ်ဒီအိန္ဒြေဟောတဲ့နေရာမှာဘိုးကိုဟောတဲ့နေရာမှာဘာတွေကိုမြတ်စွာဘုရားဟောတာတော့တတ္တာဝရိယတတိတမာတိပညာဒါကိုဘိုး၅ပါးလို့လည်းခေါ်တယ်အိန္ဒြေ၅ပါးလို့လည်းခေါ်တယ်နော်စัจကျင်ဘက်ယံသူတွေကိုတိုက်ခိုက်ချေမှုန်းနိုင်တဲ့အစွမ်းရှိလို့မို့ဗလဘိုးစัจကျင်ဘက်ယံသူတွေကလာတိုက်ရင်လည်းပဲကြံ့ကြံ့ခိုင်ကြည်ရက်တီနိုင်တဲ့အတွက်ကြောင့်ရှုံးမသွားတဲ့အတွက်ကြောင့်အဲ့ဒါလည်းဘိုးရဲ့အဓိပ္ပာယ်က2မျိုးရှိတယ်ဟုတ်လားအိန္ဒြေဆိုတာကတော့အစိုးတရားရှိတဲ့သဘောပိုင်နိုင်သွားတဲ့သဘောလို့အကြံဉာဏ်ပြောလို့ရတယ်နော်တတ္တတရားတကယ်ကြီးလာပြီဆိုရင် तू ကဘယ်ကိစ္စမှာပိုင်နိုင်တယ်လဲယတနာမြတ်သုံးပါးကိုကြည်ညိုတဲ့ကိစ္စမှာပိုင်နိုင်တယ်၅ပါးသီလပြည့်စုံတဲ့ကိစ္စမှာပိုင်နိုင်တယ်ဟုတ်လားတတိတကယ်ဆွဲမြဲသွားပြီဆိုရင်ဘယ်ကိစ္စမှာပိုင်နိုင်တော့တတိပဋ္ဌာန်တရား၄ပါးအရာမှာပိုင်နိုင်တယ်ဝရိယတကယ်အိန္ဒြေထိုက်သွားပြီဆိုရင်အကုသိုလ်မဖြစ်ဘူးကုသိုလ်ဖြစ်ဖို့ကြိုးစားတဲ့နေရာမှာပိုင်နိုင်တယ်နော်တမာတိတကယ်ကြီးသွားပြီဆိုရင်ဇံကိစ္စတွေမှာပိုင်နိုင်တယ်ပညာတကယ်ကြီးသွားပြီဆိုသစ္စာ၄ပါးကိုသိတဲ့ကိစ္စမှာပိုင်နိုင်တယ်သူနေပင်နဲ့သူပိုင်နိုင်သွားတာတွေကိုအိန္ဒြေလို့ပြောတာနော်ဘိုး၅ပါးနဲ့အိန္ဒြေ၅ပါးတရားကိုကအတူတူပဲနော်ဒါပေမဲ့သူတို့ရဲ့ပုံမှာနော်မြင်တဲ့အခါမှာရှုတော့မတူတဲ့အတွက်ကြောင့်နာမည်ကွဲသွားတာပေါ့နော်ရန်သူတွေကိုတိုက်ခိုက်ချေမှုန်းနိုင်စွမ်းရှိတယ်ဆိုတဲ့ရှုတော့ကကြည့်ပြီးတော့ဒီတတ္တဝရိယတတိတမာတိပညာဒီတရား၅လုံးကိုဘိုလ်လို့ခေါ်တာနော်သူတော်ကောင်းတရားတွေရဲ့အရာမှာဒါအချင်းချုပ်ပြောလိုက်တာပေါ့နော်ပိုင်နိုင်နော်ထိန်းချုပ်နိုင်တဲ့အတွက်ကြောင့်ပိုင်နိုင်ကင်တွယ်နိုင်တဲ့အနေအထားရှိလို့မို့အစိုးတရားရှိတယ်ဆိုတဲ့ရှုတော့ကကြည့်ပြီးတော့အိန္ဒြေလို့ပြောတာအဲ့ဒီဘိုးတွေအိန္ဒြေကိုဘုံတို့ဘာလို့ပြောနေတာတုံးဆိုတော့ဒီပညာရဲ့အစွမ်းလေးကိုပြောမလို့ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားကဥပမာလေးနဲ့ဟောတယ်အထူးသဖြင့်ဒီအိန္ဒြေကိုဟောတဲ့နေရာမှာပေါ့လေဥပမာဘယ်လိုပေးတုံးဆိုတော့ဒီပညာကရုပ်တရက်ကြီးမဲ့ဉာဏ်ဆိုပြီးတော့တန့်ရတာမဟုတ်ဘူးဟုတ်လားအစဉ်စဉ်ဉာဏ်ပညာကိုမြင့်မားအောင်လေ့ကျင့်ရင်းနဲ့ဝိပဿနာဉာဏ်ရင့်ကျက်လာတဲ့အချိန်မှာမဲ့ဉာဏ်ဆိုတာဖြစ်ပေါ်သွားတဲ့သဘောပေါ့နော်အဲ့ဒီဝိပဿနာဉာဏ်ကိုမဲ့ဉာဏ်ဖြစ်အောင်လှုပ်လိုက်နိုင်တယ်ဆိုတာဘယ်သူတွေကလှုပ်တာတုံးဆိုတော့သူ့ရှေ့ကတတ္တာဝရိယတတိတမာတိကလှုပ်တာအဲ့ဒါကိုဥပမာလေးနဲ့မြတ်စွာဘုရားဘယ်လိုဟောတာလဲဆိုတော့တိုင်းပြည်တစ်ပြည်မှာတဲ့
ဘယင်ကြီးသေသွားတဲ့အခါကျတော့ဒီအိမ်ရှင်မင်းသားလေးကိုနော်တက်တော်ရှိအမတ်ကြီးတို့စစ်သူကြီးတို့ဒီနိုင်ငံမှာအရေးပါရရောက်တဲ့ပုဂ္ဂိုလ်တွေကဝိုင်းဝန်းပြီးတော့ဒီမင်းသားလေးကိုရှင်ဘရင်ဖြစ်အောင်တင်မြှောက်လိုက်ကြတယ်မင်းသားလေးကဘာဖြစ်သွားတော့ရှင်ဘရင်ဖြစ်သွားတယ်တဲ့မင်းသားလေးရှင်ဘရင်ဖြစ်သွားပြီဆိုတော့ဒီရှင်ဘရင်ကစဉ်းစားတယ်ငါ့ကိုရှင်ဘရင်ဖြစ်အောင်ဘယ်သူတွေကအကျိုးကျေးဇူးပြုခဲ့တာတော့ဆိုကြည့်လိုက်တဲ့အခါတတ်တော်ရှိအမတ်ကြီးတို့စစ်သူကြီးတို့အမတ်တွေကိုမြင်တယ်ဟုတ်လားမြင်တဲ့အခါတော့သူတို့ကငါ့ပေါ်မှာကျေးဇူးရှိတယ်ဒါကြောင့်သူတို့ရဲ့ရှိရင်းစွဲယာဓူးတွေကိုခိုင်မြဲအောင်ငါလုပ်ပေးမယ်သူတို့ယာဓူးကမချဖျားပေးတဲ့ဥမာလေးရန်ကောင်းတယ်နော်အဲ့ဒါဘာပြောတာတုံးဆိုတော့တတ္တဝရိယတတိတမာတိဆိုတဲ့ဒီတရားလေးလုံးကပညာကိုလူလားမြအောင်လုပ်လိုက်တယ်ခုတနေ့ကအသုံးနှုတ်လေးနော်ခုဒီမှာတော့မြတ်စွာဘုရားဘယ်လိုတော့အိရှင်မင်းသားလေးအဖြစ်ကနေပြီးတော့ရှင်ဘရင်ဖြစ်အောင်လုပ်လိုက်တာဝိပဿနာဉာဏ်အနေထားကနေပြီးတော့မဲ့ဉာဏ်အနေထားရောက်အောင်မြင့်တင်ပေးလိုက်တာဘယ်သူမြင့်တင်ပေးတာတော့တတ္တဝရိယတတိတမာတိဟုတ်လားသူတို့ပေါင်းပြီးတော့တခုတည်းတော့မဟုတ်ဘူးပေါ့နော်ဒါတွေအကုန်လုံးအစွမ်းတတ္တိပေါင်းပြီးတော့စုပေါင်းပြီးတော့ပညာအဆင့်မြင့်သွားတာဟုတ်လားအဲ့ဒီပညာအဆင့်မြင့်သွားတဲ့အခါမှာအဲ့ဒီပညာမဲ့ဉာဏ်အဆင့်ကိုရောက်သွားပြီလဲဆိုရောသူ့ကိုနော်အဆင့်မြင့်ပေးတဲ့တတ္တာဝရိယတတိတမာတိဆိုတဲ့တရားလေးလုံးကိုခိုင်မြဲသွားအောင်သူကပြန်ပြီးတော့ယေရှုပြုတယ်ဟောကောင်းလိုက်တဲ့ဥပမာနော်ဒါသောတပတ္တိမဲ့ဉာဏ်ရပြီသောတပန်ဖြစ်သွားပြီဆိုရင်သူ့ရဲ့ယုံကြည်မှုတရားကသောတပန်မဖြစ်ခင်ကပုထုဇဉ်အနေထားတုန်းကရှိခဲ့တဲ့တရားတရားနဲ့တူမလားခိုင်မြဲသွားပြီဘယ်တော့မှတုံလို့တယ်ဆိုတာမရှိတော့ဘူးအဲ့လိုပဲသူ့ရဲ့ဝရိယကလည်းပုထုဇဉ်တုန်းကဝရိယမျိုးမဟုတ်တော့ဘူးသူ့ရဲ့တတိကလည်းပုထုဇဉ်တုန်းကတတိမျိုးမဟုတ်တော့ဘူးသူ့ရဲ့တမာတိကလည်းပုထုဇဉ်ဘဝကတမာတိမျိုးမဟုတ်တော့ဘူးအတိုင်းအတာတစ်ခုထိခိုင်မြဲသွားတာမြင့်မားသွားတာဘုန်းကြီးကဘာလို့နားလည်အောင်ပြောနေတာတော့နော်တိပေစိုက်ပွားဒါကိုပြောနေတာဟုတ်လားပညာရဲ့သဘောတဘာဝလေးတွေအထူးသဖြင့်မဲ့ဉာဏ်ဆိုတာကိုရရင်တည်တင်တည်လိုက်တာကိုတည်တယ်ပယ်တင်ပယ်လိုက်တာကိုပယ်တယ်နော်ရောက်တင်ရောက်ထိုက်တာကိုရောက်သွားတယ်ပြည့်စုံတင်ပြည့်စုံထိုက်တာကိုလည်းပွားများပြီးသားဖြစ်သွားတယ်အဲ့ဒါလေးကိုအจิตတင်ဝင်လေးနားလေကိုဘုံဘုံကပြောပြတာဟုတ်ပြီနော်အဲ့လိုဆိုရင်ပညာရဲ့သဘောကိုပြောပြီးတဲ့နောက်ပညာရဲ့အစွမ်းကိုဘုံဘုံတို့နည်းနည်းပြောကြည့်မယ်နော်ပညာရဲ့သဘောကိုပြောရတာ ਨੇ အချိန်ကနည်းနည်းစားသွားပြီနော်အဲ့တော့ပညာရဲ့အစွမ်းကဘာလဲဆိုတော့ပညာရဲ့အစွမ်းကလိုရင်းအနှစ်ချုပ်ပြောရရင်ဒုက္ခရဲ့အကြောင်းတရားကိုပယ်တတ်နိုင်တဲ့အတွက်ကြောင့်ဒုက္ခမဖြစ်တော့တာဒုက္ခငြိမ်းသွားစေတာအဲ့ဒါပညာရဲ့အစွမ်းပဲဒါကအပေါ်ယံလေးပဲဒီစကားလေးကိုနားလည်ပြီးတော့ပညာရဲ့အစွမ်းကိုသဘောပေါက်လို့ရတယ်ဆိုကြပါစို့ဉာဏ်ရှိရင်ရှိသလားငါဘာလို့ရင်တော့ဆင်းရဲသွားလောက်တယ်ဘာလို့ရင်တော့ငါအဆင်မပြေလောက်ဘူးလို့သိအဲ့လိုဆိုရင်အဆင်မပြေစေမဲ့ဆင်းရဲတွေမဲ့အလုပ်ကို तू လုပ်မလားမလုပ်ဘူးမလုပ်တဲ့အတွက်ကြောင့်အဆင်မပြေတာတွေဆင်းရဲတာတွေ तू ရင်မဆိုင်ရအောင်ဉာဏ်မရှိတဲ့လူတွေအသိမရှိတဲ့လူတွေကဘာလို့ရင်ဘာဖြစ်မယ်လို့ကောင်းကောင်းမသိဘူးမသိတဲ့အခါကျတော့ तू အလွဲအမှားတွေရှောက်လုပ်တယ်ဟုတ်လားရှောက်လုပ်တဲ့အခါကျတော့အလွဲအမှားတို့ရဲ့အကျိုးဆက်ဆင်းရဲဒုက္ခတွေတွေ့ရတယ်ဒါအပေါ်ယံကိုပြောတာနော်ဟုတ်တယ်မဟုတ်လားဉာဏ်ရှိတဲ့လူနဲ့မရှိတဲ့လူဘဝမှာနေသွားတာချင်းတူသလားဉာဏ်မရှိတော့အလွဲမှားတွေများအလွဲမှားတွေများတော့ဆင်းရဲတာတွေပူရတာတွေများဒါပဲဉာဏ်ရှိတော့အလွဲအမှားနည်းတယ်အလွဲအမှားနည်းတော့အလွဲမှားကြောင့်ဖြစ်ရမယ့်ဒုက္ခတွေလည်းနည်းတယ်ဟုတ်လားအဲ့တော့ပညာရဲ့အစွမ်းဟာဘာလဲလို့မေးရင်ဒါလိုရင်းလေးဘုံဘုံကအချိန်မရလို့အနှစ်ချုပ်ပြီးတော့ပြောနေတာဒုက္ခရဲ့အကြောင်းတရားကိုပယ်နိုင်တဲ့အတွက်ကြောင့်ဒုက္ခနည်းသွားတယ်ဒုက္ခငြိမ်းသွားတယ်ပယ်နိုင်ရင်ပယ်နိုင်တဲ့လောက်ငြိမ်းမှာပေါ့ဒီသဘောလေးကိုပြောတာနော်ဣတိယပါဠိတော်မှာတော့ပညာရဲ့အစွမ်းကိုပြောထားတာလေးရှိတယ်အဲ့ဒါကတော့ဘာဘလို့ပြောထားအောင်ဆိုတော့မြတ်စွာဘုရားကဒီမဲ့ဉာဏ်မှမဟုတ်ဘူးဝိပဿနာဉာဏ်ရမယ်ဆိုရင်တောင်အခုဒီမြတ်စွာဘုရားပြောထားတဲ့ပညာထဲမှာအကျုံးဝင်တယ်ဆိုလိုတာကဝိပဿနာပညာရမယ်ဆိုရင်တောင်ဒီလူဟာတဲ့အဝိဂါဒအနုပါယတအပရိလာဟဒီပစ္စုပန်နေတုံးမှာလည်းပဲမစင်ရဲပဲနဲ့မပင်ပန်းပဲနဲ့မပူလောင်ပဲနဲ့ချမ်းချမ်းသာသာနေလို့ရမယ်
ဆိုလိုတာကပညာရှိနေရင်အဲ့ဒီလူရဲ့စိတ်ဟာချမ်းသာတယ်အဲ့ဒီလူရဲ့စိတ်ဟာသက်သာတယ်အဲ့ဒီလူရဲ့စိတ်ဟာငြိမ်းအေးတယ်နော်ချမ်းသာပုံချမ်းသာနည်းကို၃မျိုးတောင်ပြောတယ်နော်ဟုတ်လားဆင်းရဲမှုမရှိဘူးပင်ပန်းမှုမရှိဘူးပူလောင်မှုမရှိဘူးအထူးသဖြင့်အနိစ္စကိုအတိတန်နေတဲ့အနေအထားမျိုးမှာပို့ပြီးတော့ထင်ရှားတယ်နော်ဘာအတွက်မှစိတ်ကပူနေတယ်လို့မရှိဘူးဘာအတွက်မှစိတ်ကလေးလံနေတယ်လို့မရှိဘူးဘာအတွက်မှစိတ်ကဆင်းရဲနေတယ်လို့မရှိဘူးသူနားလည်နေတယ်ဘဝမှာစိတ်ဆင်းရဲလောက်အောင်ဘယ်မှသိပြီးတော့အရေးမကြီးဘူးလို့နားလည်တယ်တော်သူဖြစ်ခြင်းလည်းဖြစ်ပါစေမဖြစ်ခြင်းလည်းမဖြစ်ပဲနေပါစေလုံနိုင်တယ်နော်အနိစ္စကိုအမြင်တမ်းနေလို့ရှိရင်စိတ်ကဘာဖြစ်တော့အလို့လျောက်ချမ်းသာနေတယ်အလို့လျောက်တတ်တာနေတယ်အလို့လျောက်ငြိမ်းအေးနေတယ်ဒါကိုလက်တွေ့ထောက်ခံနိုင်အောင်လုပ်နော်ဒါမြတ်စွာဘုရားဟောထားတာနော်ပညာနဲ့ပြည့်စုံလို့ရှိရင်ဒိဋ္ဌေဝဓမ္မေအဝိကာဒအနုပါယတအပရိလာနော်ဒုက္ခဝိရတိချမ်းချမ်းသာသာနေရတယ်အဲ့ဒါတွေမကဘူးတဲ့ကာယတဗေဒပရမရဏသူကတိပါတိကင်္ခခန္ဓာကိုယ်ပြည့်ချိန်ကြလို့ပြည့်ရပြီနောက်ထပ်ဘဝတစ်ခုဆက်ဖြစ်မယ်ဆိုရင်ကောင်းတဲ့ဘဝကိုပဲဆက်ဖြစ်စေလိမ့်မယ်ဒီပညာကဒီဥစ္စာကသူကကောင်းတဲ့ဘဝကိုဆက်ဖြစ်စေလိမ့်မယ်လို့ပြောလိုက်တဲ့ဒီစကားဟာဒီဒေသနာဟာသေတဲ့ခါမှာလဲ तू ချမ်းချမ်းသာသာသေရလိမ့်မယ်လို့လည်းပဲပြောရရောက်ပြီးသားဖြစ်တယ်လို့ဘုံဘုံကနားလည်မိတယ်ဟုတ်တယ်ချမ်းချမ်းသာသာမသေရဘဲနဲ့ချမ်းသာတဲ့ဘဝဘယ်လိုလုပ်ရောက်မှာတော့ချမ်းသာတဲ့ဘဝရောက်သွားတယ်ဆိုတာကိုကချမ်းချမ်းသာသာသေသွားလို့သေခြင်းတရားကိုစိတ်မဆင်းရဲဘဲနဲ့မပူလောင်ဘဲနဲ့ရင်ဆိုင်သွားနိုင်လို့ပေါ့အဲ့တော့ပညာရဲ့အစွမ်းကိုဘုံဘုံတို့ထပ်ပြီးတော့တွေ့ရပြန်တယ်မြင်ရပြန်တယ်သေခြင်းတရားကိုကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်စေလိမ့်မယ်ပြီးရင်ကောင်းတဲ့ဘဝတစ်ခုကိုရသွားစေလိမ့်မယ်ဒါကမဲ့ညံရမှမဟုတ်ဘူးနော်မဲ့ညံဆိုရင်တော့တိုင်းထက်လွန်ပေါ့အဲ့ဒါကတော့မုတ်ချအနေနဲ့ကိုသူကသွားမှာဝိပဿနာဉာဏ်ရမယ်ဆိုရင်တောင်အဲ့ဒီအကျိုးကျေးဇူးရှိတယ်လို့မြတ်စွာဘုရားပညာပရိဟိနသုတ်တံမှာအဲ့ဒီတိုင်းဟောထားတယ်ဒါပညာရဲ့အစွမ်းတွေကိုပြောနေတာနော်ဟုတ်လားပညာရဲ့အစွမ်းအဲ့တော့မဲ့ဉာဏ်ရပြီဆိုရင်တော့သူကသေချာသွားပြီနိယမခေါ်တာပေါ့နိယာမမြဲသွားပြီသေချာသွားပြီဘာသေချာတာတော့ဒီတတ္တဝါသေတာနဲ့ယုံညံ့တဲ့ဘဝဘယ်တော့မှမရောက်ဘူးဒါကိုဘုံဘုံတို့ဘုရားဘာသာတွေအသုံးများတဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်အပေတကားပိတ်တယ်ဟောအပေကြစရာအကြောင်းမရှိတော့ဘူးဘာဘူးလို့အပေမကြတာတုံးဆိုတော့အပေကိုရောက်စေတတ်တဲ့အကြောင်းတရားကိုပယ်တတ်နိုင်လို့အကြောင်းကိုတတ်နိုင်လို့အကျိုးကရက်သွားတဲ့သဘောဒါကြောင့်ပညာဟာဆင်းရဲခြင်းရဲ့အကြောင်းတရားကိုတတ်လို့ဆင်းရဲငြိမ်းတယ်လို့ဆိုတော့ပညာရဲ့အစွမ်းကိုအနှစ်ချုပ်ပြီးတော့ဘုံပြောတာနော်ဟုတ်တယ်မဟုတ်လားဆိုကြပါတော့သောတပတိမဲ့ဉာဏ်ရမယ်ဆိုရင်သူဘာကိုတတ်တော့တက္ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စကိုတတ်တယ်အဲ့တော့တက္ကာယဒိဋ္ဌိရှိနေမှသာလင်ကြနိုင်တဲ့အပေဟာတက္ကာယဒိဋ္ဌိမရှိတော့တဲ့အတွက်ကြောင့်မကြတော့ပြီးတော့တရားရဲ့အာနိသင်ဟာမြတ်စွာဘုရားကိုတော်တိုင်တော့အာနုဘောအလွန်ကြီးတယ်လို့သောတပတိမဲ့ဉာဏ်ကိုအဲ့လိုကြိမ်ဖန်များစွာဟောတယ်ဘယ်မှာဟောတော့ဆိုရင်နိဒာနဝကတန်ယုတ်ပါဠိတော်အဘိသမယဝတ်ဆိုပြီးတော့တိသတ်မှတ်တမ်းတင်ထားတာရှိတယ်ဒီထူးကဲတဲ့အတိဉာဏ်အမြင်ရဲ့အာနုဘောအစွမ်းတတ္တိကြီးမားပုံကိုမြတ်စွာဘုရားဟောတာဟုတ်လားနခတိခသုတ်တံဆိုတာအဲ့ဒီထဲမှာပါတာလေတကိုးတော်နဲ့လက်သေးပြားပေါ်မှာမြေမှုန့်အနှဲငယ်တင်ပြီးတော့ဒီမြေမှုန့်နဲ့မဟာပတိမြေကြီးမှာရှိတဲ့မြေမှုန့်ဘယ်ဟာကများမလဲလို့မေးတယ်တိုင်းတာလို့မရပါဘူးနှိုင်းရှင်လို့မရနိုင်ပါဘူးဆိုတော့မြတ်စွာဘုရားအေးတဲ့သစ္စာလေးပါးကိုသိတဲ့ဉာဏ်အမြင်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဒါသောတပတိမဉ္ဇဉ်ကိုရည်ညွှန်းတာနော်အဲ့ဒီဉာဏ်အမြင်ရပြီဆိုရင်သူ့ရဲ့ကုန်ခန်းသွားတဲ့ဒုက္ခတွေဟာမဟာပထဝီမြေကြီးနဲ့အမျှကုန်ခန်းသွားပြီလက်ကြံဒုက္ခဟာလက်သေးပြားပေါ်မှာရှိတဲ့မြေမှုန့်တစ်ပွဲနည်းနည်းလေးပဲကြံတော့တယ်နော်ကုန်သွားတဲ့ဒုက္ခနဲ့ကြံတဲ့ဒုက္ခနှိုင်းရှင်ပြတာနော်တော့တကယ်တမ်းစဉ်းစားကြည့်လို့ရှိရင်ဘုန်းတို့ရဲ့စိတ်ကယာဂဒေါသမောဟဒီမေးလျောမှုခေါင်းဆောင်ပြီးတော့ဒီထဲမှာပဲနှင်မွန်းတဲ့အတွက်ကြောင့်သူ့ရဲ့အကျိုးဆက်ကလည်းပဲအများစုကအပေပုံပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မေးလျောနေတဲ့တတ္တဝါတွေအတွက်အမြဲနေရအိမ်နဲ့တူတယ်ဆိုပြီးတော့အပေပုံကိုအဲ့လိုခေါ်တာလည်းရှိတယ်ဟုတ်လားအဲ့တော့ကိုကဒီသဘောတဘာဝတွေကိုနားလည်ပြီးတော့ကုန်ခန်းသွားတဲ့ဒုက္ခတွေအများကြီးဖြစ်သွားဖို့လက်ကျန်ဒုက္ခနည်းသွားဖို့ဘုံဘုံတို့ဘာလို့ရမှာတော့အရိယာမေညာပုံညာကိုရအောင်ကြိုးစားမယ်ပေါ့ဒါကပညာရဲ့အစွမ်းကိုပြောပြတာဟ
ဟုတ်လားအနှစ်ချုပ်လေးပြောရမယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပံမှာလည်းပဲအစင်ရပဲနဲ့မပင်ပန်းပဲနဲ့မပူလောင်ပဲနဲ့ချမ်းချမ်းသာသာတတ်တော့တတ်တာငြိမ်းငြိမ်းအေးအေးစိတ်နှလုံးရဲ့ချမ်းသာမှုနဲ့နေလို့ရမယ်သေတဲ့အခါမှာလည်းပဲချမ်းချမ်းသာသာသေပြီးတော့နောက်ထပ်ကောင်းမွန်တဲ့ဘဝတစ်ခုကိုရမယ်ဟုတ်လားမဉ္ဇဉ်အဆင့်ကိုရအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ပထမအပေဘုံအပေဒုက္ခအပေဘဝနဲ့လုံးဝဇေယျပြတ်သွားမယ်အပေတကားပိတ်မယ်ပေါ့နော်အစင်းစင်းမဉ္ဇဉ်ဘုံဉဏ်တွေရအောင်လုပ်နိုင်မယ်ဆိုရင်နောက်ဆုံးတော့ဘဝဒုက္ခတွေအားလုံးချုပ်ငြိမ်သွားလိမ့်မယ်ဘဝကိုဖြစ်စေတာဘယ်ရာလဲလို့မေးအကြံပြပြောရရင်တော့ကိလေသာပေါ့ဟုတ်လားကိလေသာဆိုတဲ့ဘဝရဲ့အကြောင်းကိုတတ်တဲ့အတွက်ကြောင့်ဘဝဒုက္ခတွေကလည်းချုပ်ငြိမ်သွားတာဒါကြောင့်ခေါင်းကိုဖြတ်တဲ့တရားဆိုတာပညာကိုပြောတာဆိုတာသောတော်စကားတွေနဲ့ဆက်ဆက်ပြီးတော့နားလည်ဖို့ပေါ့နော်ဒါဘာလို့ဆိုတော့ပညာရဲ့အစွမ်းပညာရဲ့အာနိသင်ဒါတွေကိုဘုံဘုံတို့ကသိရင်သိသလောက်မြင်ရင်မြင်လောက်ပညာရှာလို့စိတ်ထက်သန်ပဲပေါ့အဲ့တော့မြတ်စွာဘုရားကတော့နော်အလုံးစုံသိမြင်တော်မူတဲ့အတွက်ကြောင့်ဒီပညာသီးသားနဲ့တန်ဖိုးရှိသုံးလို့သိတော်မူတဲ့အတွက်ကြောင့်ပညာရှာဖို့အထက်ထက်မြတ်စွာဘုရားတိုက်တွန်းတယ်ငယ်ငယ်တုန်းကစခေါင်းထဲမှာစွဲနေတဲ့မြတ်စွာဘုရားရဲ့တိုက်တွန်းချက်လေးတစ်ခုရှိတယ်အနည်းချုပ်လေးပဲပြောနော်အချိန်မရတော့အဲ့ဒီမှာမြတ်စွာဘုရား၃ခုဇက်တိုက်ဟောတယ်ညာတိရဲ့ဘောဂရဲ့ယတ္တရဲ့ညာတိဆိုတာဆွေမျိုးဘောဂဆိုတာစီဝဥစ္စာယတ္တဆိုတာအချမ်းအရာအကျော်စောဘလို့ဟောတာလဲဆိုတော့နော်ဆွေမျိုးတွေစုပ်ယုတ်တယ်ဆိုတာဘာမှမပြောပါတော့ပါဘူးတဲ့ဉာဏ်ပညာတွေစုပ်ယုတ်ခြင်းကတော့အယုတ်ဆုံးပဲတဲ့ဘုရားပြောပုံလေးနော်ဆွေမျိုးတွေစုပ်ယုတ်သွားတာတခါတလေဟုတ်တယ်သေသွားကြတာတွေအဝေးရောက်သွားကြတာတွေဟုတ်လားဆွေမျိုးတွေဆုပ်ရှုပ်သွားတာဆုံးရှုံးသွားတာဆုပ်ယုတ်သွားတာမပြောပါတော့ဘူးတဲ့အပမတ္ထိကအနှဲငယ်မျှပဲပညာဆုပ်ယုတ်ပြီးဆိုရင်တော့ဧတံပฏิကိဋ္ဌံအဲ့ဒါအယုတ်ဆုံးပဲတဲ့အထိကိဆုံးပဲလို့ပြောတာနော်ဆွေမျိုးတွေကြီးပွားလာတာမပြောပါတော့ဘူးတဲ့ဟောကြီးပွားတဲ့ရွှေတော်ကကြည့်ပြီးတော့လည်းပြောတယ်နော်ဆွေတွေမျိုးတွေနဲ့တိုင်းဝိုင်းပြီးတော့ပြောစရာကြီးပေါ့ဘဝမှာကိုယ်ကချစ်ရတဲ့လူတွေကိုယ်ကိုချစ်တဲ့လူတွေအများကြီးနေရတာလောကီရှုထောင့်ကကြည့်ရင်ပျော်စရာကြီးပေါ့ဟုတ်လားအဲ့လိုဆွေမျိုးတွေကြီးပွားလာတာတိုးတက်လာတာဘာမှမပြောတော့ပါဘူးတဲ့ပညာကြီးပွားခြင်းကတော့ဧတတကံအဲ့ဒါအမျက်ဆုံးပဲတဲ့ပညာကြီးပွားခြင်းကမှတကယ်ကြီးပွားတာလို့မြတ်စွာဘုရားအဲ့လိုမြင်တာအဲ့ဒါကြောင့်မလို့ပညာဝိရိယဝိရိတာမှာဒီဧဝံသိခိတဗံပညာကြီးပွားခြင်းဖြင့်သာလေငါတို့ကြီးပွားကြကုန်အံ့လို့သင်တို့အဲ့လိုကျင့်ရမယ်မြတ်စွာဘုရားစကားလုံးလေးနော်အဆွေမျိုးကိုဟောတယ်လို့ဘာကိုလက်ထဟောတာတော့ဘောကစီးပွားတွေဆုပ်ယုတ်သွားတာငွေကြီးတွေအစင်မပြေတာဘာမှမပြောပါတော့ပါဘူးပညာဆုပ်ယုတ်သွားရင်တော့အဲ့ဒါအယုတ်ဆုံးပဲဟာစီးပွားရေးတွေတိုးတက်လာတယ်ပိုက်ဆံတွေပေါ်လာတယ်ဒါလည်းဘာမှမပြောပါတော့ပါဘူးတဲ့ပညာနဲ့ရှင်ရင်ပညာတိုးတက်ကြီးပွားခြင်းကတော့အဲ့ဒါအမျက်ဆုံးပဲတဲ့ဒါကြောင့်ပညာကြီးပွားခြင်းဖြင့်ကြီးပွားကြကုန်အံ့လို့သင်တို့အဲ့လိုကျင့်ရမယ်တဲ့ဟုတ်ပြီနော်နောက်ပြီးတော့ဘာဟောတော့ယတအချမ်းရံအကျော်စောလူတွေဝိုင်းနေတယ်နာမကြီးတာလည်းဒီထဲထည့်ရမှာနော်လူသိတယ်ထင်ရှားတယ်လူကြီးလူငယ်ပေါ်တယ်အကုန်လုံးဒီထဲထည့်ကြည့်လိုက်ယတအချမ်းရံအကျော်စောကြီးတာဟုတ်လားအဲ့ဒီကြီးတာလည်းဘာမှမပြောပါတော့ဘူးအဲ့ဒီအချမ်းရံကျော်သောတွေဆုပ်ယုတ်သွားတာအထီးကျန်တော့တယောက်တည်းဟိုဘယ်သူမှမရှိဘာမှမဖြစ်ဘူးအဲ့ဒါဘာမှမပြောပါတော့ဘူးပေါ့ပညာရဲ့ဆုပ်ယုတ်ခြင်းတွတ်တက်ခြင်းကသာလေကြီးကျယ်တဲ့တိုးတက်ခြင်းဆုပ်ယုတ်ခြင်းပဲအဲ့ဒီလိုမျိုးဆိုပြဟောတာနော်အဲ့ဒါလေးကိုဘုံဘုံကပညာရှာဖို့တိုက်တွန်းတဲ့စကားနေရာမှာပြောမယ်ဆိုတော့သူ့ကိုအမှတ်ရလို့အဲ့ဒါလေးကိုပြောပြတာဟုတ်လားပညာရှာဖို့အထူးသဖြင့်သောတပတိမဉ္ဇဉ်ကိုရအောင်လုပ်ဖို့တိုက်တွန်းတဲ့ဒေသနာတွေထဲမှာအလွန်ထင်ရှားတဲ့အကြောင်းအရာတစ်ခုရှိတယ်အဲ့ဒါယောဂီတို့ရဲ့ခေါင်းထဲမှာလည်းပဲစွဲနေပြီးသားဇတ်တော်လေးတစ်ပုဒ်သေရိဝဇတ်ဆိုပြီးတော့ရွဲကုန်တဲ့ဇတ်ကြားဘူးပြီးသားနော်ရွဲကုန်တဲ့ဇတ်ဘာဘူးလို့ဟောတာတုံးဆိုတော့ဝရိယလျှော့ပြီးတော့တရားအထုတ်တာမရနိုင်တော့ဘူးမရနိုင်တော့ပါဘူးလို့ထင်ပြီးတော့ဝရိယလျှော့ပြီးတော့ပြန်လာတဲ့ယဟန်တစ်ပါးကိုဟောတာဘာဘူးလို့ဝရိယလျှော့တာတော့ဝရိယလျှော့လို့နော်ဒီအချိန်မှာဒီတရားတို့တရားမြတ်နဲ့လွဲသွားမယ်ဆိုလို့ရှိရင်တသိန်းတန်ရွှေခွက်နဲ့လွဲရလို့နှလုံးကွဲပြီးတော့သေရတယ်သေရိဝရွဲကုန်တဲ့တောင်မင်းပိုးပူရလိမ့်မယ်လို့ဟောတာ
ဟုတ်လားရွဲကုန်တဲ့ဇက်ပြောမနေတော့ဘူးနော်ဟုတ်လားရွဲကုန်တဲ့ရဲ့ဇက်သိန်းကလေးကိုမျက်စိနဲ့မြင်ကြည့်လိုက်နော်နောင်တတွေနဲ့မှားလိုက်တာရွဲလေးနှလုံးသုံးလုံးပေးရင်ရမဲ့ကိစ္စအဲ့ဒါကိုတစ်လုံးမှမပေးခြင်းပဲနဲ့နော်အလကားနီးနီးနဲ့ရခြင်းနဲ့လောဘကြောင့်ဘာဖြစ်လာတော့ရွှေခွက်ကြီးနဲ့လွဲရတာဟုတ်လားလက်မတင်လေးတင်လွဲတာနော်အဝေးကြီးကလွဲလို့ရှိရင်အဲ့လောက်ခံစားရင်မှခံစားရမှာအခုကျွတ်တို့လွဲရင်လည်းလက်မတင်လေးနဲ့လွဲမှာဟုတ်ဒီလူတွေသိလားဘာနဲ့လွဲမှာတော့လက်မတင်လေးနဲ့လွဲမှာနော်အဲ့ဒီနောင်တပိုးတောင်ကြီးရင်ကြီးကောင်းကြီးနိုင်တယ်တို့ကြပါစို့ဒီသာသနာလည်းမသိဘူးအစုံမှလည်းမသိဘူးမဲ့လည်းမသိဘူးဖိုးလည်းမသိဘူးဘာမှမသိဘူးဆိုတဲ့လူဟာဒါနဲ့လွဲရလေခြင်းဆိုတဲ့နောင်တရခြင်းမှရမှာရတဲ့အကြောင်းသိမမြင်ဘူးဘုံဘုံကတော့ဟုတ်လားခုကျွတ်တို့ကတော့တကယ်လို့လွဲသွားမယ်ဆိုတေဂာနီးမှာအဲ့ဒီနောင်တရเสียအကြောင်းအများကြီးရှိတယ်စဉ်းစားကြည့်နော်အဲ့ဒါရွှေခွက်ဆိုတာနော်ဒီသောတပတိမဲ့ညာကိုရည်ရွယ်တာမြတ်စွာဘုရားကနော်ရွှေခွက်နဲ့လွဲလို့ဟိုမှာရွှေခွက်ကိုအတင်းမက်တာဆိုတော့နှလုံးကွဲပြီးတော့သေရတယ်ဟုတ်လားသူရဲ့မခံကြီးမခံတာဖြစ်တဲ့စိတ်တွေအမျိုးမျိုးပေါ့လေအဲ့ဒါဘုံဘုံတို့လည်းပဲတေဂာနီးအနေထားလေးမှာကိုယ့်ရဲ့တေဂာနီးအနေထားနဲ့ရွဲကုန်တဲ့ရဲ့နှလုံးကွဲကာနီးအနေထားလေးကိုနှိုင်းရှင်ပြီးတော့ကြည့်စေခြင်းတယ်အဲ့ဒါဘုံဘုံငယ်ငယ်ကအဲ့ဒီခံစားချက်ရှိတယ်ရှိလို့မို့ဟိုတုန်းကတရားဟောရင်အဲ့ဒီတရားကိုခဏခဏထည့်တယ်စာအုပ်လေးတောင်ထုတ်တရရှိတယ်ရွဲကုန်တဲ့ထဲမိုက်သူများတဲ့ဟုတ်လားရွဲကုန်တဲ့ထဲမိုက်သူများတဲ့နော်အကျိုးကိုပြောတာတော့ကျုပ်တို့ကိုပြောတာနော်ကိုကိုကိုပြောတာနော်ဒီရွှေခွက်ကိုရအောင်မလုံတာဒီရွှေခွက်ဆိုတာဘာပြောတာတော့မဲ့ညာဖူညာတရားသူတရားမြတ်ကိုပြောတာအဲ့ဒါပဲမြတ်စွာဘုရားဟောတာပဲလေဟုတ်လားဣဒစေနံဝိဓာရေတိတတ္တမတ္တနိယမတံရှိရန်တောအနုတ္တပေတိတိရိဝါယံဝဝါနေသောနော်ဣဒစေနံဝိဓာရေတိတတ္တမတ္တနိယမတံဒီအစုံအမကောင်းနဲ့တွေ့နေတဲ့အခိုက်မှာတဲ့နော်နိယာမတံနိယာမဆိုမြဲတာကိုပြောတာဘာမှမြဲသွားဆိုသူတော်ကောင်းတရားမှမြဲသွားတာတတ္တမတ္တနိယာမတံနော်သူတော်ကောင်းတရားမှမြဲသွားပြီဆိုလိုတာကသူယုံမှမဖြစ်တော့ဘူးဘာကိုပြောတာတော့သောတပန်ဖြစ်သွားတာကိုပြောတာသူယုံမှမဖြစ်တော့ဘူးသူတော်ကောင်းအဖြစ်နဲ့မြဲသွားပြီသူတော်ကောင်းတရားမှခိုင်မြဲသွားပြီနိဗ္ဗာန်လမ်းကိုလည်းသူရှောင်းနိဗ္ဗာန်တောင်မြင်ပြီးသွားပြီသူကဟုတ်လားသေချာပေါက်အထက်မဲ့ဖို့လျင်လဲလျောင်းရာရှိတယ်ခိုင်မြဲသွားပြီအဲ့ဒါကိုလို့တော့နော်နိယာမတတ္တမတ္တနိယာမတံသူတော်ကောင်းတရားရဲ့ခိုင်မြဲတဲ့အဖြစ်လို့ဆိုတဲ့သောတပတ္တိမဲ့ညာကိုနော်စေဝိဓာရေတိအကယ်၍ချွတ်ချော်ခဲ့မယ်လွဲချော်ခဲ့မယ်ဆိုလို့ရှိရင်တဲ့တွန်တင်သည်အနုတ္တပေတိပူရလိမ့်မယ်လောင်ရလိမ့်မယ်ဘယ်သူလိုတော့ဆိုတော့တေရိဝါယံဝနေဆိုအလွန်မိုက်တဲ့ရွဲကုန်တယ်တေရိဝါရွဲကုန်တယ်လို့သင်ပူရလိမ့်မယ်လို့ဟောတာဟုတ်လားအဲ့ဒါမြတ်စွာဘုရားဘာကိုတိုက်တွန်းတာလဲဒီသောတပတ္တိမဲ့ညာကိုရအောင်လုပ်ဖို့တိုက်တွန်းတာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီတိုက်တွန်းတဲ့ဇကားတွေအများကြီးပဲအထူးသဖြင့်ထင်ရှားတာတော့သစ္စာတန်ရုပ်ထဲမှာလည်းပဲအလွန်ထင်ရှားတယ်ယောဂီတို့ကြားဥပါတယ်ဒါတစ်လုံးတစ်ခုတည်းတစ်ဆက်တည်းတရားလေးတွေပါသွားအောင်လို့ကြိုးစားပြီးတော့ပြောနေတာမနေ့ခင်းမှာလှန်ချောင်းတရားနဲ့လှန်နဲ့ထိုးမယ်နေ့လယ်ခင်းမှာလှန်ချောင်းတရားနဲ့ထိုးမယ်ညနေခင်းမှာလှန်ချောင်းတရားနဲ့ထိုးမယ်တရက်ကိုလှန်ချောင်း300နဲ့ထိုးမယ်အဲ့ဒါလို့ထိုးလို့သစ္စာ၄ပါးကိုသိရမယ်လို့များဆိုလို့ရှိရင်လှန်အထိုးခံလိုက်ပါတဲ့။အော်ဒါချမ်းချမ်းသာသာမဲ့ညာဖူညာကိုရတယ်လို့အောက်မေ့ပြီးတော့ကိုအထိုးခံလိုက်ပါတယ်။အဲ့ဒါကိုဆင်းရဲတယ်လို့တောင်မအောက်မေ့နေတဲ့။အဲ့လိုဟောတာနော်မြတ်စွာဘုရား။ဘာဖြစ်လို့တုံးဆိုတော့ဒီမဲ့ညာဖူညာကိုမရရင်ရှေ့အနာဂတ်မှာတွေ့ရမယ်ကြုံရမယ်ဒုက္ခတွေဟာမျှော်မှန်းလို့မဆုံးနိုင်လောက်အောင်ကြီးမားကျေပြန့်တဲ့ရှည်လျားတဲ့အတွက်ကြောင့်နော်တိပြီးရင်ပြီးတာပဲဆိုပြီးတော့ဒါဘုရားနားလေတယ်လို့ပြောတာမတိသေးဘူးဆိုရင်ဘာမဆိုဖြစ်အောင်မှာဟုတ်လားမတိသေးဘူးဆိုရင်ဘာမဆိုဖြစ်အောင်မှာနော်ဘဝတွေကလည်းဘာမှမရေရဘူးဖြစ်ရှင်တဲ့ဘဝဖြစ်မှာပဲစိတ်ကလည်းဖြစ်ရှင်လို့ဖြစ်နေတာအဲ့ဒီစိတ်ရဲ့အကျိုးဆက်ဘဝကလည်းဖြစ်ရှင်လို့ဖြစ်မှာပဲဟုတ်တယ်မဟုတ်လားဖြစ်ရှင်လို့ဖြစ်ရင်တွေ့ကျင်တဲ့လူနဲ့တွေ့မှာပဲပတ်ဝန်းကျင်ကလည်းဘာမှအဆိုးမရဘူးတွေ့ကျင်တဲ့လူနဲ့တွေ့ရောက်ချင်တဲ့အတိုင်းဝိုင်းမှာရောက်မယ်လူဖြစ်အောင်တော့ရောက်ချင်တဲ့အတိုင်းဝိုင်းရောက်မယ်ရောက်ချင်တဲ့အတွေ့အခေါ်အယူဆတွေရောက်ချင်ရရောက်လာမှာပဲသိကြတာတော့ရခိုင်နှုန်းများတာဘာဖြစ်ဖို့များမှားဖို့ပဲများမှာနော်
ဟုတ်လားဒါကြောင့်မလို့မြတ်စွာဘုရားအဲ့ဒီဥမာကိုပေးတာနော်ဒီမဲ့ညံရခြင်းနဲ့မရခြင်းဒီနေ့အဖြစ်သစ္စာလေးပါးကိုထိုးထွင်းပြီးတော့သိတဲ့သူနဲ့မသိတဲ့သူသိခြင်းမသိခြင်းကိုလည်းပဲဘလောက်ကွာခြားသလဲဆိုတာကိုလည်းခဏခဏမြတ်စွာဘုရားဥမာမျိုးမျိုးပေးပြီးတော့ဟောတယ်ဥပမာအိန္ဒခီလသုတ်တံဆိုတာရှိတယ်တကားတိုင်ကြီးပေါ့နော်ရှေးတုန်းကမြို့ရိုးကြီးတွေမှာနော်တကားတိုင်ကြီးတကားပေါက်ကြီးတွေအကြီးတွေခိုင်အောင်တက်ရတာဆိုတဲ့အခါကျတော့တကားတိုင်ကြီးတွေအကြီးတွေလောက်တကယ်ရွတ်တက်ဖို့တကားတိုင်မြေကြီးတဲကို8တောင်လောက်ဝင်အောင်တူးပြီးတော့စိုက်ထားတယ်မြေပေါ်မှာလည်း8တောင်လောက်ပေါ်နေတယ်ဟုတ်လားအဲ့ဒီတကားတိုင်ကြီးကိုကောင်းကောင်းစိုက်ထူထားတဲ့အတွက်ကြောင့်အရက်လေးမျက်နှာကလေတွေတိုက်လေတကားတိုင်ကတော့ဘာမှမဖြစ်ဘူးမြေပေါ်မှာ8တောင်ပေါ်နေတယ်မြေကြီးတဲ8တောင်ဝင်နေတဲ့တိုင်တိုင်တုံလှုပ်เสียအကြောင်းမရှိဘူး8တောင်လောက်မြေဝင်ရှိအောင်စိုက်ထားတဲ့ဒီတကားတိုင်ဟာအရက်လေးမျက်နှာတိုက်တဲ့လေတွေကြောင့်တုံလုံးမှုမရှိဘူးအဲ့လိုပဲသစ္စာလေးပါးကိုတကယ်သိသွားပြီဆိုလို့ရှိရင်အယူဆမျိုးစုံတရားမျိုးစုံလာခြင်းဟာလားပြောခြင်းဟာပြောဘာတုံလုံးမှုမှမရှိဘူးအဲ့ဒါတွေဟုတ်လိမ့်နိုးနိုးလို့ထင်စရာအကြောင်းရှိကုန်မရှိဘူးသူအကုန်နားလည်နေတယ်ဒါတွေမှားနေတယ်ဆိုရင်လည်းမှားနေတယ်လို့သိတယ်မှန်တယ်ဆိုရင်လည်းမှန်တယ်လို့သိတယ်ခိုင်မြဲပေါ့နော်တကယ်လို့မြင်းကြီးပေါ်မှာချထားတဲ့ဝါကွမ်းလေးဆိုရင်တော့ဘယ်လိုနေမလဲဟာသူကလေယူရရင်ရမယ်ဘဝပဲသူစားဟုတ်တယ်မဟုတ်လားလေတောင်ပြင်းပြင်းတိုက်เสียမလို့နော်ရက်ဆိုตาလေးလှုပ်လိုက်တာနဲ့ကိုသူကလွန့်သွားမှာဒါသစ္စာလေးပါးကိုမသိတဲ့လူတွေကတော့အဲ့ဒီဝါကွမ်းလေးနဲ့တူတယ်လို့ခေါ်တာနော်သစ္စာလေးပါးသိပြီးသားလူကတော့တကားတိုင်ကြီးများနဲ့တူတယ်လို့ခေါ်တာဒါကြောင့်အမှန်တရားကိုသိတဲ့ဉာဏ်ပညာကိုရအောင်ဘုန်းတော်ဘယ်လိုတော့ကြိုးစားရမယ်အဲ့ဒီဉာဏ်ပညာကိုဘယ်နည်းနဲ့ရမယ်လို့မြတ်စွာဘုရားအာမခံထားတာတော့တတိပဋ္ဌာန်တရားကိုပွားများတဲ့နီလန်းကိုနော်လေ့ကျင့်ခြင်းဖြင့်အဲ့ဒီမဉ္ဇဉ်ဘုံညာကိုရလိမ့်မယ်လို့ခေါ်တာဟုတ်ပြီနော်အဲ့တော့ဒီနေ့ဗာပြောတာတော့ညာယတ္တအဓိကမာယတတိပဋ္ဌာန်တရား၄ပါးကိုပွားများလို့ရှိရင်ဉာဏ်အစဉ်မြင့်ပြီးတော့နောက်ဆုံးအလွန်မှအာနိသင်ကြီးမားတဲ့အစွမ်းထမြက်တဲ့ဒုက္ခရဲ့အကြောင်းတရားတွေကိုအပိုင်းလိုက်အစဉ်အပိသက်ပယ်ရှားသုတ်သင်နိုင်တဲ့အစွမ်းရှိတဲ့အရိယာမဉ္ဇဉ်ကိုရလိမ့်မယ်အဲ့ဒါကိုပြောတာနော်ဒါကြောင့်အရိယာမဉ္ဇဉ်ကိုရသည့်အထိတတိပဋ္ဌာန်တရားကိုပွားများအထောက်နိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ဘုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း